တော့နိုဝင်ဘာ19ရက်နေ့ဆိုပြီးတော့နှစ်ခါလာမှာဖြစ်ပါတယ်စုစုပေါင်း free token က36ခုရမှာဖြစ်ပါတယ်တခုရှိတာကတော့ဒီ test တွေမှာ diamond 1000အထိ recharge လုပ်ခိုင်းတဲ့ test တွေပါလာတာပါဒါမဲ့ကျွန်တော်တို့က phase 1တစ်ခုစီကို diamond 900အထိပဲ recharge လုပ်မှာပါ price pool ထဲမှာတော့ဒီနေ့ရဲ့ double 11 skin တွေဖြစ်ကြတဲ့လေလာနဲ့သားမိုးစီရဲ့ Nazar Z skin တွေအရင်နေ့ကထွက်ရှိခဲ့တဲ့ double 11 skin တွေ Valia ရီဆန်ရှင်းနဲ့ Fasaro ရဲ့ Collector skin တွေ Lucky Box skin တွေနဲ့ Epic skin တွေပါလာလိမ့်မယ်ပြီးတော့ကိုလိုချင်တဲ့ skin ကို event show တွေမှာ crash လေးတွေနဲ့လဲလို့ရပါလိမ့်မယ် double 11 skin တွေကို crash 800 Lucky Box skin တွေကိုတော့ crash 600 Epic skin တွေကိုတော့ crash 400နဲ့လဲလို့ရပါမယ်ဒါပြင် Wisco system ပါလာကြောင့်မလို့ကိုကြော်လုပ်တဲ့အကြိမ်များလာနေများ Wisco box တွေကနေပြီးတော့ skin တစ်ကောင်ရောင်းမှာပါ stand skin တွေလိုမျိုးလူကြိုက်များတဲ့ S2 skin တွေကတော့ crash နဲ့လဲလို့မရတော့ဘဲနဲ့ Wisco box ကနေပဲယူလို့ရပါတော့မယ်ဒီဘက်မှာက1 draw ကို diamond 100 10 draw ကို diamond 1000ကုန်ကြမှာပါ daily discount နဲ့ဆိုလို့ရှိရင်တော့ 1 draw ကို diamond 50နဲ့ first 10 draw အတွက်ကတော့ diamond 900လောက်ပဲကုန်ကြမှာဖြစ်ပါတယ်10 draw လိုက်ပြီးတိုင်းမှာ special skin တစ်ကောင်တေချာပေါက်ရနိုင်မှာဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ double 11 skin တစ်ကောင်ရဖို့အတွက် crash 800စုရပါလိမ့်မယ် lucky box skin အတွက်ကတော့ crash 600 epic skin အတွက်က crash 400 special skin အတွက်ကတော့ crash 300စုရပါလိမ့်မယ်ဆိုတော့ကျွန်တော်တွက်ကြည့်အောင်ပါ double 11 skin ရဖို့အတွက်အခါ60လောက် draw လုပ်ရပါမယ် free token 36ခု36ခါ draw ရပါမယ်ကျွန်တော်အနေနဲ့နောက်ထပ်24က draw လုပ်နေပါသေးတယ်double 11 event မှာက promo diamond သုံးလို့ရပါတယ်ကျွန်တော်စုထားတဲ့ promo diamond 820ရေ phase 1 recharge test ကနေပြီးတော့ရမယ် promo diamond 300ရေပေါင်းမယ်ဆိုလို့ရှိရင်တော့စုစုပေါင်း promo diamond 1120ရပါမယ် promo diamond တွေကိုသုံးပြီးတော့14က draw လုပ်ပါမယ်အပြောင်းအစင် diamond 280ကုန်ပါမယ်ဆိုတော့36အပေါင်း14ဆိုတော့ကျွန်တော်တို့မှာက draw 50ရှိနေပါပြီ draw 60ပြေးဖို့အတွက်10 draw ပဲလိုပါတော့တယ်အဲ့ဒီ10 draw တော့ first 10 draw 50% discount သုံးပြီးတော့ diamond 9နဲ့ draw လုပ်လို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ draw 60ပြည့်သွားပြီးတော့ကျွန်တော်တို့မှာ crash ရလည်းပြည့်သွားခဲ့ပါပြီဒါဆိုလို့ရှိရင်တော့ညီကိုတို့ကြိုက်တဲ့ double 11 skin ကိုရွေးယူလို့ရပါပြီလေးလာသားမို့လေးလာကြိုက်တာရွေးလို့ရပါပြီတခြား event အနေနဲ့မတူတာက diamond 900 recharge test ပါလာတော့ phase 1တစ်ခုကို weekly pass 5ခုထည့်ဖို့ပဲလိုအပ်တော့တာပါကျွန်တော်တို့ရမယ့်ပမာဏက first 10 draw က diamond 900နဲ့ promo diamond draw တက်က diamond 280ပဲတော့ရမှာပါ recharge လုပ်ရတဲ့ပမာဏလည်းများလာမယ်ဒါပေမဲ့သုံးရတဲ့ diamond ပမာဏကတော့နည်းနည်းလေးပါနည်းနည်းပါးပါးလိုနေလဲ daily discount နဲ့လိုတလောက်လေးကို draw လုပ်လိုက်အောင်ပါပဲကျွန်တော်တို့လေလာလေးကိုအတော်ကြိုက်မိနေရဗျသားမို့လေးကလည်း share လန်းနေရောဝေခွင့်မရတော့ဖြစ်နေမိတယ်ညိုကီတို့ရော best skin တွေကိုယူမယ်လို့တွေးထားကြတယ် diamond နည်းနည်းလေးနဲ့ဒီလိုမျိုး share skin တွေရအောင်ဆိုတော့ရအောင်သာဂုံးထားကြဖို့လည်းပြောချင်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာမိုဘိုင်းလေးချက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစင်စက်မပြတ်တင်ဆက်ပေးမှာမလို့နောက်လည်းပဲအားပေးကြပါဦးခင်ဗျာ